မိမိရဲ့ဖေမီဖြစ်တဲ့ဖိုးနဲ့ဖွားရဲ့ဓာတ်ပုံဟောင်းလေးကိုစကန်ဖတ်ထားတာပါအပြင်မှာရှိတဲ့စပေါ့ပြောက်လေးတွေကိုဖြတ်ထားတယ်ကိုယ်ပေါ်မှာရှိတဲ့စပေါ့လေးတွေကိုဖြတ်ထားတယ်စပင်ကိုအယောင်တင်ထားတယ်ရခုံးမွေးအရာအတိုင်းဆွဲပြီးတော့အယောင်လေးထပ်တင်ထားတယ်အသားရည်ကိုအယောင်ပြင်တယ်ဖက်နှက်ကိုလည်းအယောင်လေးစို့ပြီးလိုက်တယ်ဒါဖွားရဲ့ဖက်နှက်ပြီးတော့မြေကြီးကိုမြေကြီးကာလာထည့်တယ်နောက်ကရှိတဲ့စပင်းကိုအယောင်လေးတင်တယ်ထိုင်ထားတဲ့ထိုင်ကုန်ကိုတစ်သားအယောင်ထည့်တယ်နောက်ဘက်မှာရှိတဲ့တန်းလေးတွေထိုင်ကုန်လေးတွေကိုလည်းတစ်သားအယောင်ထည့်တယ်တစ်ပင်ရဲ့ပင်စီကိုပင်စီအယောင်ထည့်ထားတယ်တစ်ရွက်လေးတွေကိုတစ်ရွက်ခါလာထည့်ထားတယ်ရွာဘက်ဆိုတော့ထရန်ချန်စီယိုထရန်ခွဲချန်စီယိုဝါအယောင်ပြောင်းထားတယ်တိုက်ပုံအင်ကြီးကိုခါလာဆိုးထားတယ်တိုက်ပုံအတွင်းထဲကရှက်အင်ကြီးကိုအဖြူအောင်ဖြစ်အောင်ဆိုးထားတယ်ဖွားရဲ့ရင်ပုံအင်ကြီးကိုအဖြူခါလာပြောင်းထားတယ်အဖိုးရဲ့လုံကြီးကိုအယောင်တင်ထားတယ်အဖွားရဲ့လုံကြီးကိုအယောင်တင်ထားတယ်ဖိုင်နယ်ကတော့ခုနပြည့်ခဲ့တဲ့လီယာတွေကိုတက်လာတဲ့ပြင်အောင် march လုပ်လိုက်တာပါစကန်ဖတ်ထားတဲ့လီယာကိုအိုင်ကိုဖွင့်ထားပြီးတော့ဖိုင်နယ်နဲ့နိုင်ရှင်းမယ်ရလာတဲ့ဖိုင်နယ်ပုံလေးကိုနောက်ခါမှာရှုံနေမှာဆိုလို့စတူဒီယိုမှာရိုက်တဲ့အတိုင်း intro ရိုက်တဲ့အတိုင်းနောက်ခါမှာကာလာတစ်ခုနဲ့ထည့်ပြီးတော့ထပ်ပြင်မယ်စကန်ဖတ်ထားတဲ့ black and white ပုံပြင်လိုက်တဲ့ကာလာနဲ့ပုံနောက်ခါ background ကိုအရှင်းလေးထားခြင်းလို့ background ကိုကာလာတစ်ခုသတ်မှတ်လိုက်မယ်ပြီးတော့အဖွားနဲ့အဖိုးရဲ့ပုံကိုပြန်ခေါ်လိုက်မယ်ဒါဆိုတာနောက်ခါတစ်ခုနဲ့ရသွားတဲ့အဖိုးနဲ့ဖွားရဲ့ပုံအဲ့ဒါကိုမမီကပုံကြီးချဲချဲနာလို့ပြောတဲ့အတွက်အပေါ်ပိုင်းကိုပဲ crop လုပ်ပြီးတော့မှပုံထုတ်မယ်ဆိုလို့ရှိရင်ခုနကလှုပ်ထားတဲ့ဖိုးနဲ့ဖွားရဲ့ပုံအပေါ်ပိုင်းကိုခေါ်လိုက်တဲ့အခါကျတော့ဝေးနေသလိုဖြစ်နေတော့ပြန်နှီးလိုက်တယ်ပြန်ကတ်လိုက်တယ်ဒီပုံလေးအတိုင်းပဲဆိုင်မှာ print out မှန်ပေါင်းသွင်းပြီးတော့မှအဲ့ကမ်းမှာချိန်